ချစ်ခင်လေးစားအပ်ပါသောမိဘပြည်သူညီကိုမောင်နှမအပေါင်းတို့ခင်ဗျာမိထဲလူအနေနဲ့လာမဲ့ဒီဇင်ဘာလမှာကျင်းပမည့်ထိုင်းစည်းကိန်းပြိုင်ပွဲမှာမြန်မာအမျိုးသမီးလေဗယ်အသင်းမှာပါဝင်ကစားမျိုးကျွန်တော်သိရှိရပါတယ်ဝင်းသိငီထွန်းမိထဲလူတို့ဥဆောင်ပြီးမြန်မာအသင်းရဲ့တိုက်စစ်ဟာပြီးခဲ့တဲ့အာဆီယံချန်ပီယံရှစ်တုန်းကထပ်ပို့ပြီးတော့ဆွမ်းဆောင်ရည်ပိုင်းမှာကောင်းမွန်လာဖို့မျှော်လင့်ပါတယ်တိုက်စစ်ပိုင်းနဲ့ညောင်တာမှာအင်အားတောက်နေပေမဲ့ဒီဘယ်တောင်မှာတော့တည်တသာလေးအားနည်းနေတာကိုတော့ကျွန်တော်တို့ပြင်ဆင်ထားမယ်လို့မျှော်လင့်ပါတယ်အုပ်စုတွင်းမှာမြန်မာဖိလစ်ပိုင်ဗီယက်နမ်မလေးရှားတို့နဲ့အတူတက်ရောက်နေပါတယ်ဒါကြောင့်ဒီဖိလစ်ပိုင်ဗီယက်နမ်တို့လိုအင်အားတောက်တဲ့အသင်းတွေပါဝင်တာကြောင့်ဒါသမားအသုံးပြုမှုကိုပွဲမပန်းအောင်သေချာစီမံအသုံးပြုဖို့လိုပါတယ်အဲ့ဒီပြင် ISP အသင်းရဲ့အာရှချန်ပီယံလိရလက်တွေကြောင့်မြန်မာအမျိုးသမီးဘောလုံးလောကကိုဝေဖန်မှုတချို့ပြန်ရှိလာပါတယ်ဒါကြောင့်ဒီမြန်မာအမျိုးသမီးအသင်းတွေနဲ့အာဆီယံမှာတော့ထိပ်တန်းအဆင့်မှာရှိနေသေးကြောင်းကိုသက်သေပြန်ပြဖို့လိုပါတယ်ဒီတစ်ခါစီးကိန်းမှာဗိုလ်တူပွဲထပ်မံတက်လှမ်းနိုင်ခဲ့ရင်တော့နောက်ဆုံးရှင်ပြိုင်ခဲ့တဲ့အာဆီယံဒေသအတွင်းပြိုင်ပွဲတွေမှာတော့၃ချိန်ဆက်ဗိုလ်တူပွဲတက်လှမ်းနိုင်တဲ့စံချိန်ရရှိမှာဖြစ်ပါတယ်အဲ့ဒီပြင်ချွေလေးစုပါစုခိုးနိုင်ပါစေလို့ကျွန်တော်တို့ဖော်ဝဲမြန်မာဖူးပွားနေပြီးတော့ဆုတောင်းပေးပါတယ်ခင်ဗျာဆောင်းနေကြည့်ရှုပြီးတော့ကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ဖော်ဝဲမြန်မာဖူးပွား channel လေးကိုလည်း subscribe လုပ်ရတဲ့နောက်ခက်ပေးပါဦးခင်ဗျာ